ဒီနေ့ဗာလဲဆိုကျွန်တော်ဂျမနိုင်းမှာကျွန်တော်တို့တည်တဲ့လူတွေကိုအများစုရှိပါတယ်ကိုဒါမဲ့ကျွန်တော်ဒါကိုထပ်ပြီးပြပြတာပါဘာဖြစ်လို့ဆိုတော့ဂျမနိုင်းမှာအခြားကျွန်တော်တို့ဒီကနေတွားပြီးတော့ SRD file ရိုက်ချပြီးတော့လောက်ခိုင်းလာတဲ့ဆန်လို့ဒီလို SRD file တွေရိုက်ခိုင်းလာတဲ့ဆိုင်ဗျာကျွန်တော်ဗာလဲဆိုဟိုဂျမနိုင်းမှာဂျန်ပေါ့ကိုယ့်ရဲ့ generation ပုံစံမျိုးတည်မှာကိုယ့်ရဲ့ gen ကိုcreate လုပ်ပြီးတော့ကျွန်တော်တို့အဲ့လိုခိုင်းတာပုံမိုက်တယ်ဗျာဒီမှာဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကျွန်တော်တို့ဒီမှာဗီဒီယိုဟိုSRD file ပေါ့ SRD file ပြောင်းတယ်ကျွန်တော်ဗာလဲဆိုကျွန်တော်ကကြတော့ဗီဒီယိုတွေ SRD file ပြောင်းတယ်ပြောင်းလို့ရှိရင်ကျွန်တော်ဗာလဲဆိုsubscription တွေဗာလဲကိုကမသိတဲ့ခါကျရင်မရေးတတ်ဘူးကောင်းကောင်း discussion ပေါ့အဲ့ဟာတွေကိုကျွန်တော်လုပ်တာအဲ့တော့ဗာလဲဆိုကျွန်တော်ဥပမာပေါ့ဒီဟာတစ်ခုကိုကျွန်တော်လုပ်ပြမယ် discussion မှာတော့ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော် jam ကို create လုပ်တာတော့ကျွန်တော်ပြင်ပြမယ်ဒီမှာ block it ကိုအသုံးဝင်တယ်ဆိုလို့ရှိရင်ဒါလေးလုပ်ပြပါပေါ့ဒါလေးလုပ်ပြပါဒါမဲ့အဲ့ဒီပုံမှာကျွန်တော်ကဒီဟာကိုဘယ်လိုလုပ်မလဲဆိုတော့ recommend ပေးထားတာရှိတယ်ဗျအဲ့လိုမျိုးရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီဟာကိုခဏလွတ်လာမယ်ဒီ channel တော့မယ် channel မှာကျွန်တော်ဒီမှာတကယ်လို့အဲ့ဂျန်ကိုကိုယ့်ရဲ့ဒီဂျန်ကိုထုတ်ချင်တယ်အသက်ထုတ်ချင်ဆိုလို့ရှိရင်ကျွန်တော်ဒီဂျန်အပေါ် create အပြာလင်းကျွန်တော်လုပ်မှာလုပ်ပြီးတော့ကျွန်တော်ဒီမှာ new given name ဆိုလို့ရှိရင်ဥပမာပေါ့ကျွန်တော်ဒီမှာကျွန်တော် name ဒီပါညာတဲပေါ့ဗျာအဲ့လိုမျိုးပါအဲ့လိုတဲရဒီ discussion ကတော့ကျွန်တော်တစိတ်တစ်ပိုင်းဆိုပေမဲ့ဒီ discussion နဲ့ကောင်းရင်ပိုကောင်းဟောဗျာဘယ်လိုလဲဆိုတော့ငါtranslate လုပ်ချင်လို့ပေါ့ဘာသာဆုံးကိုဘယ်ဘာသာဖြစ်ရပါကျွန်တော်အဲ့လို discussion ပေးတယ်ပြီးဒီ instruction ကြတော့ကျွန်တော်ဘယ်တော့ instruction မသိလို့ရှိရင်တော့ Gemini တော့မယ် Gemini မှာကျွန်တော် chatbot အသစ်ကိုခေါ်မယ်ခေါ်လို့ရှိရင်တော့Gemini အတွက် Gemini မှာနော်ဘာသာပြန်တဲ့ကျွန်တော်ခုနကဘာလဲဆိုတော့ဂျန်ပေါ့Gemini ဂျန်ပေါ့ဒါ response ပြတော့ဗျာဂျန်အသက်ပြုလုပ်မို့တော့ instructionကောင်းပြီးတော့ဗျာအဲ့မှာကျွန်တော် respect ထားပြီးသူ့ဆက်ချင်မှာမင်္ဂလာပါဆိုပြီးကျွန်တော်အဲ့လိုပေးတယ်မင်္ဂလာပါဒါ respect ပြီးတော့ဒူဆိုလေကျွန်တော်အဲ့လိုပဲအဲ့လိုတောင်းလာ instruction တောင်းရမှာအဲ့ဒါတော့ပေးတယ်Gemini နေရဒီမှာ pro translate expert ဘာညာတက်မြန်မာ English Korean ဘာညာပေါ့အဲ့လိုကျွန်တော်ပြောထားတယ်အဲ့ဒါကြီးသူ instruction ပေးတယ်ဗျinstruction ပေးရင်ဘာလဲဆိုတော့ကျွန်တော်ကဒီမှာ copy ကူးရအဲ့မှာဒီ instruction မှာအဲ့ဒါအဓိကအတတ်ပဲဒီက instruction ကိုခါလို့ရှိရင်အဲ့ဒါဟာတိုင်းပဲဖြစ်တာ instruction ကိုကျွန်တော်ပေးတယ်ပြီးတော့တော့အကုန်ပေါ်တယ်ပေါ်လို့ရှိရင်ဒီမှာ preview တော့ကျွန်တော်ဘာလဲ preview ကြည့်မယ်ဆိုတော့ကျွန်တော်ခုနက discussion ပြီးတော့ဘယ်ဘာသာဖြစ်ဘာသာပြန်စေချင်တယ်အဲ့ဒါပဲပြောတာ discussion ဒီမှာကျတော့default 2ကျကျွန်တော်ကဒါကြတော့ကျွန်တော်တော့no default 2ပဲထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဘာသာပြန်မဆိုရင်ပုံပဲပြန်မှာဗီဒီယိုပဲပြန်မှာ music ပြန်မှာလားဒါမှမဟုတ် canvas ကပဲပြန်မှာလားအဲ့လိုလောက်တာဗျကျွန်တော်အဲ့လိုမလုပ်ဘူးကျွန်တော် random ချမှာဆိုတော့ဒါပဲထားတယ်ပြီးဒီ knowledge ကတော့လေအဲ့လိုပဲကိုတည်တဲ့ထဲကနေကျွန်တော် reference ပေါ့ဗျာ reference ဆိုတာကိုကဘယ်ပုံစံမျိုးလုံးမှာလဲအဲ့လိုမျိုး upload လုပ်ပြီးတော့ကျွန်တော်ပြတာလည်းရတယ်အဲ့တော့ကျွန်တော်မလုပ်အဲ့ဒါဒီ disable knowledge capital ဒီမှာဒီဟာလုပ်လေဟာ disable အဲ့တော့ဒါနှိပ်လို့မရအောင် disable ဟာအဲ့ဒါပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာ save လုပ်လိုက်မယ်ဗျာဒါတော့ကိုဂျန်ကိုထောင်အောင်ဗျာဒီဘောတော့ကျွန်တော် pro ထိရှိရကျွန်တော်တော့အဲ့တော့ဒီ 3.5 flash ထိဆိုရင်အဆင်ပြေတယ်တဲ့မှာ
သူတို့က pro လဲအဆင်ပြေတယ် pro ရှင်း pro ဗျာသူတို့က flash light လဲကောင်းတယ်ဒီမှာအဲ့ဒါပြင်ကျွန်တော် create လုပ်လိုက်ဒါဘာသာပြန်ပါဗျာဒီမှာ share လုပ်လိုက်တယ်တခြားလို့ share မဆိုတော့ Gmail နဲ့ကျွန်တော် share တာပါဒီမှာကျွန်တော် start chat ဒါဆိုစချလိုက်ရအဲ့ဒါဘာသာပြန်ပါဗျာအဲ့ဒါဥမာပြောဘာသာပြန်မယ်ဆိုတာဒီကောင်ဘာဖြစ်ဖြစ်အဆင်ပြေသွားအဲ့ဒါကျွန်တော်ကဘာစပြန်မလဲဆိုတော့အညောညောဟုတ်လားဆိုရင်အဲ့ဒါရရတယ်သူပြန်တော့မှ translate နဲ့တော့ဘာသာပြန်သွားကျွန်တော်ဒီမှာအဲ့လိုပြန်လာအဲ့မှာကွာသိကျင်တဲ့ဘာသာကွာထပ်လုပ်လိုက်ရဒီက translator ဖြောက်သွားကျွန်တော်တို့ဘာလို့ကျွန်တော်ရဲ့ဒီ instruction မှာကျွန်တော်ကဒီဘာသာစုံကိုထားလာတာဟို Dhaka language ကမြန်မာကျွန်တော်တို့ source language က Korea translation ကမြန်မာဟုတ်တယ်နော်ထားလာတယ်အမှကွာထပ်ပြီးတော့ဘယ်လိုပြန်ကျင်လဲဆိုဟိုကအဲ့မှာပြောထက်ရရပေါ့ဟိုကပြင်သစ်လို့ပြန်ပြီးမှာပြန်လို့ကျတော့ဘာသာပြန်ပြီးပါဗျာlanguage ဆိုရင်ဟုတ်လို့ဒါကိုကြံဆိုဘာသာပြန်ခုနတော့ခုနအညောင်ကျွန်တော်ရောက်ပြရမှာတက်မလားအညောင်ပေါ့နော်ကျွန်တော်ကဂျန်နယ်ဟိုလောက်တာပြန်တယ်လို့ပါဒါအဲ့ဒါကျွန်တော်ကဘာပြောတော့မြန်မာလိုမထည့်တော့ပြန်တယ်လို့ပြောတာ France လို့တော့ Solos လာပါကျွန်တော်မသိအဲ့လိုမျိုးပါအဲ့တော့ကိုဂျမ်ဆိုဘာကောင်းလဲဆိုအဲ့ဒါကြီးကောင်းတယ်ဗျာလို့ရှိရင်ကျွန်တော်ဆိုရင်တော့အဓိကကတော့အဲ့ transcript ပါပေါ့ခုနကျွန်တော် transcript လုပ်တာဟာဒီမှာရှိပါတယ်ဘယ်ရောက်လဲဆိုအဲ့ဒါဒီမှာရှိမှာဒါလေးလုပ်ပြပါဆိုကျွန်တော်လုပ်တာရှိတယ်အဲ့မှာလာပြီတော့ဒီအမောတဲ့တရားချာဘာလဲဆိုသိချင်းမြန်မာလိုခုနပြန်လုပ်လိုက်ပါဗျာမြန်မာလိုပြန်ပြီးတော့ဘာမှအဲ့တော့ဒီကောင်ဂျမ်ကဘာကောင်းလဲဆိုကျွန်တော်ပြောချင်တာဘာလို့ဆိုကျွန်တော်ကဒီမှာ transcript လုပ်လိုက်ထားပါအောင် transcript ဝင်တော့အစား define ဝင်တဲ့ပြင်ကိုဒီမှာကျွန်တော်ဒီမှာ test တွေ hashtag တွေပါမယ်ဒီ keyword တွေပါမယ်အကုန်စုံတယ်ဗျအဲ့လိုမျိုးပေါ့ဒီမှာ thumbnail ထုတ်လိုက်ရတာအဲ့ဟာရဲ့အတွက်ကိုကျွန်တော်ထပ်ပြီးတော့ဟိုဗမာ YouTube မှာ short ပဲတင်နေပါပဲတင်အဲ့လို thumbnail ထုတ်လိုက်ရတယ်ပြီးလို့ရှိရင်ကျွန်တော် hashtag တွေပဲဒီမှာ hashtag ဒီမှာဆိုလဲ hashtag တွေhashtag တွေပါတယ်ဗျhashtag တွေလည်းကိုတွဲတော့ညှို့ပေးတာတွေပါတယ်ပြီးဒီမှာ keyword တွေပါ newborn flash book နေBeniski လာအဲ့ပါအဲ့လိုတွေစုံတယ်ဗျဒါကတော့ကျွန်တော်ကအဲ့ဟာဟို transcript ဥစ္စာထောင်းထားတယ်ဟုတ်နော်ခုကဲကျွန်တော်မြန်မာလိုလုပ်လိုက်မြန်မာလိုလည်းလာတော့ဒီမှာကြည့်လိုက်မြန်မာလိုဆိုဒီမှာကျွန်တော်မြန်မာလို transcript လာတယ်မြန်မာလိုဆိုတဲ့အတိုင်းပဲမြန်မာလိုပြန်ပြီးမှဆိုဒီမှာအကုန်လုံးကောင်းတဲ့အစားမြန်မာလိုလာပြီ transcript ဒီဟာပါမယ်ပြီးလို့ရှင်ပါဆိုခေါင်းနဲ့ဂျမ်ပီကြောင့်ပြောတော့ဖြစ်မလို့ဆန်းတော့ကြည့်ဒါ clear keyword ဒီမှာ hashtag တွေပါတော့ရှာဝေး test မှာဒါ test ပဲပြီးဒီမှာ hashtag ဆိုပြီးပါတယ် thumbnail ဆိုတော့ YouTube မှာတင်နေပါမှာတင် thumbnail ပါတယ်ဒါမှစာသားလို့ဝကြခလေးခလုတ်လေးခုအဲ့တော့အဲ့လိုမျိုးပါတယ်ဗျအဲ့ဒါကိုကျွန်တော်ပြန်ပြမယ်အဲ့ဟာကျွန်တော်ဘလို့ဒီဟာကို transcript ကိုဘလို့ရေးလဲဆိုရင်ကျွန်တော်ပြမယ်ခုနရေးတာဟာ transcript ဒီကောင်ကိုကြည့်မယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ကတော့ဒီပြန်ကြည့်မယ်ဆိုရင်ဒါမရဘူးဒီမှာအပေါ်ဆုံးမှာ Jump on the word ဆိုတာရှိတယ်အဲ့ word ဆိုတာနေပြောလို့ရှိရင်ကျွန်တော်တို့ဒီမှာ bug လေးနဲ့ပြန်ထားမယ်ပြောလို့ရှိရင်အမှကျွန်တော်ရဲ့ဟာကိုကျွန်တော်ဘာသာပြန်ဥစ္စာကိုဘယ်လိုရေးထားလဲဆိုတော့နည်းနည်းတော့မြန်မနော်ကျွန်တော်မျိုးရှင်းပါတယ်ဟိုလိုဆိုအချိန်ကိုစင်ပြောင်းလို့ပါဒီမှာအမှကျွန်တော် my assistant ဆိုရကျွန်တော်ခေါင်းစဉ်တက်တဲ့ name မှာတော့ဗီဒီယိုမှာကျတော့ကျွန်တော်ကဗီဒီယိုမှာနည်းနည်းရှည်တယ်ဗျကျွန်တော်ဘယ်လိုလဲဆိုတက်တော့ဒီလိုပြအောင်ပြလို့မရတော့ကျွန်တော်ဗီဒီယိုအစားဒီပိုင်းထုတ်မယ် description ထုတ်မယ်ကျွန်တော်အဲ့လိုမျိုးဘာညာမဟုတ်ဘူး description အဲ့လိုရှိတယ်အဓိကဘာလဲဆိုဒီမှာဒီ instruction ကြတော့ကျွန်တော်ကဘယ်ကနေသွားရေးလဲဆိုတော့ဒီကျွန်တော်ကအဲ့ဒီမှာဗီဒီယိုအစားဒီပိုင်းထုတ်ချင်လို့ပါညာဆိုရော
ချက် GPT မှာကျွန်တော်သွားရေးခိုင်းတာinstruction ဒီတလူကောင်းလေးရှိပြီပါဒီမှာ instruction ချပေးတာအဲ့ဒီကျွန်တော်တို့ဒီမှာ copy ညာဘက်တော့ copy ကူအဲ့ copy ကူပြီးတော့ဒီမှာအဆုံးလေးတော့ TT ကိုနော်အဲ့ဒီကိုကျွန်တော်တို့ဗမာဆိုတော့ paste ပြန်လုပ်တာ copy ကူ paste ပြန်လုပ်အဲ့ဆိုလို့ရှိရင်တော်တော်လေးသူ့ရေးသားတယ်အကုန်လုံးမိုက်တယ်ဘာသာစုံလည်းပါတယ် instruction တော့ဟိုခိုင်းစီတော့ပဲအဲ့လိုမျိုးကုန်ပါတယ်အဲ့တော့အဲ့မှာကျွန်တော် assistant ရပါတယ် assistant ရပါတယ်ဆိုကျွန်တော်ဒီမှာခုနလိုပဲကျွန်တော်တစ်ခုဗီဒီယိုတစ်ခုတင်လိုက်ပြီဆိုတော့ကျွန်တော်ပြောလဲဆိုတော့ auto ဒီမှာပါတယ်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြအောင်နော်ဟိုကျွန်တော်ရှိတဲ့ဟာ second နဲ့ဟာဆိုပါရှိဒီကောင်တော့ထွက်တယ်ဘာလို့မြန်မာလိုထွက်တယ်ဘာလို့လဲခုနကကျွန်တော်မြန်မာလိုလောက်ပြီးဘာလို့ပြောလာတဲ့အတွက်ကြောင့်မို့မြန်မာလိုထွက်တယ်မကြည့် clip ပိုင်းနဲ့သက်သက်စီနှစ်နေခုနှစ်မျိုးဟုတ်ထွက်တယ်မကြည့် description တော့ကျွန်တော်ပြောအစားတွေမှာထွက်တယ် description YouTube description နဲ့ထွက်တယ် keyword တွေထွက်တယ်ဒါမှာ auto ကျွန်တော်ချာပြင် hashtag ဆိုဘာကိုချိန်ရမလဲတော့ပြောပြီးသား thumbnail တော့လည်းကျွန်တော်လုပ်ပြီးသား prompt ပေးပြီးသားအဲ့လိုမျိုးပဲမြင်ကြည့်ဒါ character တော့ပါကျွန်တော်ပြောလို့ရတယ်ဘယ်နေပဲပိုင်းကောင်းတယ်ပါအဲ့တော့ပါအားကြောင့်မို့ကျွန်တော်ပြောချင်တာဒီ jam ကိုကျွန်တော်သုံးသိချင်ပါတယ်ဟုတ်လားပြောတာပါ Gemini jam တော်တော်လေးအဆင်ပြေပါတယ်ပြောချင်တာ